လူအတော်များများဟာခရမ်းကျင်သီးတွေကိုပိုကြီးပြီးအသီးတွေတပြုံးတမာကြီးသီးလာအောင်မြေဩဇာကိုစနစ်တကျဘယ်လိုကျွေးရမလဲဆိုတာမသိကြပါဘူးဒီနေ့မှာတော့ကျွန်တော်ကသင်တို့အတွက်အထူး formula တစ်ခုကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဒါကိုသိသွားပြီဆိုရင်သင်ခရမ်းကျင်ပင်တွေမှာစမ်းသုံးကြည့်လိုက်ပါအပင်တွေယောဂမရတော့တဲ့အပြင်အသီးတွေကလည်းပိုကြီးပြီးအရင်အတွက်လည်းပိုများလာမှာပါမကြည့်ခင်မှာနောက်ပိုင်းလိုအပ်ရင်ပြန်ရှာရလို့ရအောင်ဒီဗီဒီယိုကို like လုပ်ပြီး save ထားဖို့မမေ့ပါနဲ့ဦးနော်ဒီ formula ကအရန်ယူရှိပါတယ်ရှာလကာရေ20 ml စား2 g တကြားညို2 g ကိုရေ15 kg ဒါမှမဟုတ်33ပေါင်ခန့်နဲ့တီချာရောစပ်ပေးရမှာပါသင်ခရမ်းကျင်ပင်တွေဘလူကြီးထွားမှုအဆင့်မှာပဲရှိနေဒီရောနှောကိုဖြန်းပြီးရုံပါပဲအံ့ဖွယ်ရလက်တွေကိုတင်ကိုယ်တိုင်တွေ့လာပါလိမ့်မယ်သင်အပင်တွေကအပွင့်ပြီးပိုပွင့်လာမယ်အသီးတွေကပိုကြီးပြီးပိုလှလာမယ်တကယ်ကိုပဲအထွက်နှုတ်အစမတန်ကောင်းမွန်လာမှာပါဒါပြင်အပင်ယောဂါတွေကိုလည်းကာကွယ်ပြီးပါတယ်10ရက်ကိုတစ်ချိန်ဖြန်းပြီးပါ2ကြိမ်ကနေ3ကြိမ်လောက်ဖြန်းပြီးတာနဲ့သင်ခရမ်းကျင်ပင်တွေမှာအသီးတွေတပြုံးတမာကြီးဝေးစားလာပါလိမ့်မယ်ဝါရင်စိုက်ပြူရေးသမားအတော်များများလေဒီနည်းကိုသုံးနေကြပါပြီသင်လည်းစမ်းကြည့်လိုက်ပါဦးနေ့စဉ်စိုက်ပြူရေးဆိုင်ရာအကြံပြုချက်အသစ်တွေအတွက်ကျွန်တော်ကို follow လုပ်ထားဖို့မမိနဲ့နော်